吧，这么课程了吧？这么是有，龙眼学到了人家教了这个，哎，龙眼学到了人家怎么样的这个啊？这确实的，哎，这这个就嘛，今年有嘛，今年毕竟呢，暑假毕竟，啊，那咯，多人里呢，上下的，上高的，都会变，啊，两个这样会变，哎，你这样啦，爬上来说，我怎么地方成立？人家里，他说嘛，说话就形容的不是。she go to bullshit အဲ့ဒီကုန်းမှာကျွန်တော်တို့အပေါက်ဖြစ်နေတယ်အဲ့တော့အောက်ကိုရှိရဲဖိတ်ကြတယ်ကျွန်တော်တို့အပေါ်ကနေပြီးတော့ရှိလို့ကြည့်အဲ့အောက်မှာကျွန်တော်တို့ရှိတာပေါက်နေတာဖြစ်တဲ့အတွက်ကိုကြီးချက်လေးပဲကိုဒီလောက်ရောက်သွားတယ်ပဲအချိန်တည်းကြီးက level ရုပ်ပါအဲ့တော့ကျွန်တော်တို့ရေကကျွန်တော်တို့ရဲ့ဝင်ငွေ revenue အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှာကျွန်တော်တို့ပေါက်နေတဲ့အပေါက်ဒီရုပ်ပေါက်ကကျွန်တော်တို့ဝင်ငွေ revenue တွေလောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့မှာအခုလိုမျိုးဝင်နေပြီးရင် profit ကမကျန်ဘူးဆိုကျွန်တော်တို့ရှိပေါင်းကြီး၃ပေါက်ရှိတယ်အဲ့တော့အဲ့ဒီရှိပေါင်း၃ပေါက်ကဘာများဖြစ်လဲအောက်ဆုံးနံပါတ်1တစ်ချက်ကတော့ကျွန်တော်စစ်ရဖို့ဆိုလို့ရှိရင် system နဲ့ profit တွေကကျွန်တော်ဘာရအကျိုးကြအဲ့တော့ကျွန်တော်ရဲ့ပထမအဆုံးအပေါက်ကတော့ system မရှိခြင်းစနစ်မရှိခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လုပ်တဲ့အခါမှာဒီလုပ်ငန်းတိုးတက်ဖို့အတွက်အောင်မြင်ဖို့အတွက်ကြီးပွားကြီးထွားဆိုရင်ကျွန်တော်တို့တယောက်တည်းကျွန်တော်ကဆိုပါတော့ကျွန်တော်တို့က CEO ဆိုတာကျွန်တော်တို့က CEO ဆိုရင်ကျွန်တော်တို့ရဲ့အောက်မှာဥပမာဆိုတာဆို GM ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ GM ရဲ့အောက်မှာဆိုပါဆိုကျွန်တော်တို့ဌာနတွေအသီးသီးရှိကြတယ်ဒီ company တိုးတက်ဖို့အတွက်အသီးသီးတာဝန်ယူထားရတာရှိတယ်ဆိုပါဆိုကျွန်တော်တို့မှာ HR ရှိတယ် HR ဆိုရင်အဲ့ HR ဘာတွေလုပ်ပေးရမလဲဘယ်လိုတွေလုပ်ပေးရမလဲဆိုတာရှိတယ်ပြီးလို့ရှိရင်ဆိုပါဆို sales and marketing ရှိတယ်ဆိုပါဆိုဒီ sales and marketing ကလည်းဒီလုပ်ငန်းကြီးပွားကြီးထွားဖို့အတွက်ဘာတွေလုပ်ပေးရမလဲဆိုတာရှိတယ်ပြီးသွားလို့ရှိရင်ဒီလုပ်ငန်းကြီးကိုတိုးတက်ကြီးပွားဖို့အတွက် sales marketing ကောင်းကောင်းဖောက်ပြီး sales လည်းကောင်းကောင်းဖြစ်ဖို့အတွက်လုပ်ငန်းအကောင်းဆုံးလေပတ်နိုင်အောင်ထောက်ပံ့ပေးရတဲ့ operation team ဆိုတာလည်းလိုအပ်ပါတယ်အဲ့လိုပဲကျွန်တော်တို့တွေကဒီသုံးခုလုံးကညီညွတ်ပြီးတော့မှကျွန်တော်တို့ရဲ့လုပ်ငန်းကို profit ဆိုတဲ့အရာကိုကောင်းကောင်းထိန်းနိုင်ဖို့အတွက်သိမ်းနိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့စီမှာ accountant လို့ခေါ်တဲ့ accountant financial team ကလည်းလိုအပ်ပါတယ်နော်ဒါတွေကလိုအပ်တယ်အဲ့တော့ make လို့စီမှာဒီလိုမျိုး charge မျိုးနဲ့ဒီလို organization charge လို့ခေါ်တဲ့ဒီလို charge မျိုးနဲ့ငါကတော့ဘယ်နေရာမှာနေမယ်ငါတာဝန်နေရတော့ငါရဲ့အောက်မှာဘယ်လိုရှိလဲသူကတော့ဘာတွေလုပ်ဆောင်ပေးရမှာဖြစ်ပြီးတော့သူတို့အတိအကျအောင်ဘာတွေလုပ်ပေးရမှာလဲဆိုရင် step by step ချထားတဲ့အရာတွေရှိလားဆိုတာကိုသိစိတ်ဟုတ်ပြီနောက်ထပ်အရင်ကိုအရေးကြီးတဲ့နံပါတ်1တစ်ချက်ကတော့ trust value ကိုအမှားရအနေနဲ့မဟုတ်ဆုံးနေတယ်မှာပါနေတယ်ကျမတို့နေရာတိုင်းမှာဈေးလျှော့ပေးပေါ့ဒီတစ်ခါမှာကိုလာတော့နေပြီးဝင်တော့ဒီမျိုးကျမတို့ရှုံးလာစီချီလာစီလေးစားအလေးဘယ်လိုတိစောက်ပါလဲဆိုတော့ဈေးဒီကောင်းဆုံးလေးဒီစောက်တဲ့ကျမတို့ရဲ့ profit ကပုံလာမှာဖြစ်ပါတယ်ကျမတို့အနေနဲ့ဒီ trust တွေမှာဆိုလို့ရှိရင်ကျမတို့တွေ marketing တွေပါမယ်ပြီးလို့ရှိရင်ကျမတို့ branding တွေပါမယ်ပြီးသွားလို့ရှိရင်ကျမတို့ public selling ဆိုတာတွေပါမယ် closing ဆိုတာတွေပါဒီအချက်တွေကိုကျမတို့စနစ်တကျတိတိကျကျမချိုင်တော့အောင်လုပ်နိုင်မှာပဲကျမတို့ရဲ့ profit ကဒီရိုးပေါင်းကြီးကိုမှရှိနေတယ်ဆိုလို့ရှိရင်ကျမတို့လုပ်နေဒီဝင်တဲ့လောက်မဝင်တာမျိုးတွေ profit တွေတိုးတဲ့လောက်မတိုးတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့ပထမရိုးပေါက်ပြီးသွားတယ်အခုဒုတိယရိုးပေါက်ကိုပြီးမှာတော့ပထမရိုးပေါက်ကြီးကိုမှရှိနေလားဆိုတော့ဆန်းစစ်ပါပြီးသွားပြီဆိုရင်တော့ကိုမှကိုလုပ်ငန်းကကို customer တွေယုံကြည်ရဲ့အနေအထားတစ်ခုရောင်းနေရကို customer တွေကိုရဲ့အဓိကပြတ်မှတ်ထားတဲ့ကို customer တွေစီက trust ကိုရနေပြီလားမရသေးဘူးလားဆိုတာကိုဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်ဒီရိုးပေါက်နှစ်ပေါက်မှာဘယ်ရိုးပေါက်ကကိုလုပ်ငန်းအတွက်အကြီးမားဆုံးရိုးပေါက်ကြီးဖြစ်နေတဲ့ဒီခါလေးစိတ်သားကြည့်ဖို့လိုအပ်ပါတယ်ဒါကဒုတိယတစ်ချက်ပါအဲ့တော့ကျွန်တော်နောက်ဆုံးတစ်ချက်ကိုပြောပြပေးနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်လုပ်ငန်းကိုဆက်ပေါ်နေတဲ့ CEO ပဲဖြစ်စေ MD ပဲဖြစ်စေသူ့ရဲ့ mindset ပဲဒါကအင်မတန်ကိုအရေးကြီးပါတယ်ဒီရိုးပေါက်ကြီးဒီရိုးပေါက်ကြီးရှိနေရင်လည်းကျွန်တော်တို့လုပ်ငန်းကြီးပွားတဲ့လောက်မကြီးပွားတာကြီးထွားတဲ့လောက်မကြီးထွားတာမျိုးတွေဖြစ်တတ်ပါတယ်လုပ်ငန်းရှိတယောက်အနေနဲ့ကိုပတ်စံရဖို့ revenue တွေတိုးဖို့နောက်ကိုပဲလိုက်နေပြီးတော့ကိုယ့်ရဲ့ဘဝမှာဟန်ချက်ပြတ်နေပြီလားကိုယ့်ရဲ့လုပ်ငန်းမှာဟန်ချက်ပြတ်နေပြီလားဝင်ရောင်းတစ်ခုလေးကိုပဲလိုက်ပြီးတော့ကိုယ့်ရဲ့အချိန်မှာရှိနေကြတဲ့သူတွေအဆင်မပြေတာကိုယ့်ရဲ့အချိန်မှာရှိနေကြတဲ့သူတွေကသူတို့လုပ်ငန်းတာဝန်ကဘာလို့လဲဆိုတာ
ဒါမျိုးတွေဖြစ်လာတာကြာလာလို့ရှိရင်ကိုဟာဝင်တော့လိုက်နေလို့လေဒီထောင်းမှာကြော်ရနိုင်ဒါလေးကိုကျွန်တော်တို့အချက်သတိထားဖို့လိုအပ်ပါတယ်အဲ့တော့ကိုလုပ်ငန်းကိုဥဆောင်နေတဲ့လူတယောက်အနေနဲ့အခုနကကျွန်မအရှိမပြောသွားတဲ့ဂျိုပေါင်းနှစ်ပေါက်ကိုစနစ်တကျပိတ်နိုင်စေဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ခံယူချက် mindset တွေကလည်းမှန်ကန်နေဖို့လိုအပ်တယ်ဆိုတာလေးပြောချင်ပါတယ်။ပထမကပြောသွားတဲ့ရိုးပေါက်၃ပေါက်ကိုစနစ်တကျပိတ်နိုင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးတစ်ချက် customer တွေစီကနေပြီးတော့ကျမတို့ကိုအမှန်တကယ်ပတ်စံလာပေးရနေပြီးတော့ profit တွေတိုးလာဖို့အတွက် trust ကိုတည်ဆောက်ဖို့လိုအပ်တယ်။အဲဒီနောက်မှာတော့ကျမတို့အနေနဲ့စနစ်တကျနဲ့လုပ်ငန်းတစ်ခုကိုသွားနိုင်စေဖို့အတွက်ကျမတို့ရဲ့ဒီလုပ်ငန်းရှင်တယောက်အနေနဲ့ sales ဆိုလည်း sales နဲ့ပတ်သက်တဲ့ဒီ team မှာရှိကြတဲ့သူတွေရဲ့ mindset တွေမှန်ကန်လာစေဖို့ marketing ဆိုလည်း marketing team မှာရှိကြတဲ့သူတွေရဲ့ mindset တွေမှန်ကန်လာစေဖို့အပြင်လုပ်ငန်းကိုဦးဆောင်နေတဲ့ဒီကိုယ်တိုင်က sales နဲ့ပတ်သက်ရင် sales mindset marketing mindset system နဲ့ပတ်သက်ရင် system နဲ့စနစ်တကျသွားနိုင်ဖို့အတွက် mindset ကအစမှန်ကန်နေဖို့လိုတယ် right foot ဖြစ်နေဖို့လိုအပ်တယ်ဆိုတော့ဒါမျိုးတွေလိုအပ်တဲ့အပြင်မှာကျမတို့အနေနဲ့ဒီလုပ်ငန်းရဲ့ profit ကိုစနစ်တကျ framework တစ်ခုနဲ့တိုးတက်ဖို့အတွက်ဆိုရင်ချက်ပေါင်း90အတွင်းမှာစနစ်တကျနေတာကိုအမှန်တကယ်လုပ်နိုင်တယ်ဆိုလို့ရှိရင်သိကြပါတယ် profit maximum ကိုအကောင်းဆုံးစတင်ပြီးတော့လက်ပတ်နိုင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့ပြောချင်တာကကိုယ့်လုပ်ငန်းကိုပထမဦးဆုံးအနေနဲ့ကိုယ့်ကိုပတ်စံပေးချတဲ့သူတွေရဲ့ trust ကိုရအောင်တည်ဆောက်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စီမှာဆိုလို့ရှိရင် trust to profit ဆိုတဲ့ဒီ zone training နှစ်ရက်တာ training ကြီးရှိတယ်ဒီ training မှာဆိုလို့ရှိရင်ကျွန်မကကိုယ့်ရဲ့လုပ်ငန်းကိုပတ်စံပေးမဲ့လူတွေယုံကြည်လာစေဖို့အတွက် trust ကိုဘယ်လိုတည်ဆောက်ရမလဲနောက်ထပ်တစ်ခုက trust ရပြီဆိုရင်တော့မှပဲကျွန်တော်တို့ closing မပိုင်လို့ရှိရင်လည်းလုပ်ငန်းကနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့ closing ကိုဘယ်လိုပိုင်နိုင်လုပ်ရမလဲ customer တွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းကိုငင်းပယ်ခြင်းဆိုတဲ့အချင်းအရာနေပြီးတော့ဒီလိုသွားအောင်ကျွန်တော်တို့ဘယ်လို frame နဲ့တည်ဆောက်ရမလဲဆိုတာမျိုးတွေကကျွန်တော်အနေနဲ့အဲ့ဒီသင်တန်းထဲမှာဆိုရင်မျှဝေသင်ကြားပေးတာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကို trust တစ်ခုရအောင်တည်ဆောက်ရနေပြီးတော့ profit တိုးမဲ့ပထမဦးဆုံးဂျိုဘကိုပြင်ချင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့သင်တန်းကိုလာဖို့လိုတယ်ဒီဗီဒီယိုကနေပြီးတော့ဒါထိုင်းတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ကအဲ့ဒီသင်တန်းကိုပြင်ညာကုသိုလ်အနေနဲ့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့သင်တန်းချင်းအပြည့်38,500အစားကျွန်တော်9,500နဲ့ drive way ဖြစ်ထားသေးပါတယ်ဒီဗီဒီယိုကလာအပ်တဲ့10ဦးကိုကျွန်မအနေနဲ့ဒီ9,500နဲ့လက်ခံပေးမှာဖြစ်ပါတယ်10ဦးပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်သင်တန်းချင်းအပြည့်နဲ့လက်ခံပေးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မကတော့ coach ပုံပါမိတ်ဆွေတို့ရဲ့ business တွေကိုရှက်ပေါင်း90အတွင်းမှာ profit maximum အဖြစ်အကောင်းဆုံးစနစ်တကျနဲ့အစစ်အမှန်လေးပတ်နိုင်စေဖို့အတွက်လမ်းပြပေးနေတဲ့ profit architect coach ပုံပါပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်